မင်္ဂလာပါရှင်တို့စိတ်တွေမှာပြန်လဲကြိုဆိုလိုက်ပါရရှင်ချစ်မအနေနဲ့တင်ပုံးလေးလေးခုချင်တယ်ဆွဲသားလေးလည်းပါဈေးလေးနဲ့ချစ်မတို့တင်းတင်းလာလေးလို့ချင်တယ်ချစ်မရဲ့ပြောဆိုရင်ဒီမှာလေးကဈေးလေးကိုရှော့ပြီးတော့ကြောင်းရပါမယ်နော်မဒီကောင်လေးကိုချင်တယ်မရဲ့ဆိုရပါသူဆွဲသားအသားပါနော်မရေးဆိုင်ဆိုရင်ပေါင်းဒီတရားလေးစစ်စားဖို့လို့ရတယ်ရေးဆိုင်40နဲ့4လောက်ဒီကိုလို့ရပါတယ်ရှင်ပြတော့ဆွဲသားလေးပုံမှာချက်ကလေးနဲ့ပါတာပါနော်မဈေးနှုန်းလေးရတယ်မအခုလို့ဆိုဈေးနှုန်းလေးဆို2900ကျော်နေပါပြီနော်မဒါပေမဲ့ချစ်မအတွက်ဆိုရင်22,500နဲ့ပဲရောင်းပြတာပါနော်မလေးဝတ်တာလေးဆိုအစိမ်းရောင်ကားလေးပါဒီမှာသူ့ရဲ့အစိမ်းရောင်လေးပါရှင့်အစိမ်းရောင်လေးရပါမယ်ရှင့်ကားလိုက်အစိမ်းလေးပါအစိမ်းရောင်မှာတော့နှစ်မျိုးရှိပါတယ်เนาะဒီမှာလေးကိုတဲ့အစိမ်းရဲ့ကြောင့်ဒီအောလေးပါဒီအောအစိမ်းလေးရှိပါမယ်ဒါလေးကကြောင့် Paris လေးပါလို့ရှိတဲ့မှာရအစိမ်းကိုနှစ်မျိုးရော